带奥马国你看这边断掉了那个。လာပါ那接下来我们。ဝန်ဒီအခုဒီကုဆေးကိုတော့မန္တလေးရဲ့ဆွဲဖက်ထားတဲ့ကျွန်တော်တို့ဒီဆေးကိုကျွန်တော်သွားပြီးတော့လေ့လာတဲ့ခါမှာလူနာတွေလည်းအကုန်လုံးပြည့်ကျက်ပြီးတော့နော်ကတိလေးတော့မဆန့်ပါဘူးတော့သေးမှာလူနာတွေအကုန်လုံးပြည့်ကျက်ပြီးတော့ဟိုလူနာတွေတချို့မြက်ခင်းမှတော့မှနေရတဲ့ဘွားတွေကြောက်ကြတယ်။နောက်သူတို့ရဲ့စာဝတ်တွေနောက်ဆေးရုံတွေပြည့်ကျက်တော့ဆေးရုံမှာရှိတဲ့ရန်တွေကစက်ကရိယာပစ္စည်းတွေပေါ့။တက်ခွဲခန်းပစ္စည်းသွားတယ်။နောက်ဆရာမတွေလည်းတချို့တွေဒဏ်ရာတွေရကြတယ်ချော့တိတ်တွေဖြစ်ကုန်တော့ဆေးမှာအများပဲလူနာတွေကြည့်တော့တနာစရာကောင်းတယ်။ဆေးဝါးမရှိနော်အစားတောက်ဖို့တွေမရှိအားလုံးအခက်အခဲတွေဖြစ်တော့ကျွန်တော်တွေ့ကြရတယ်လူနာအမတကယ်တော့မန္တလေးပြည်သူ့စေယုံကြီးကမျိုးလေကောင်မှာရှိတယ်ပေါ့နော်။ तू ကမြင်းငရင်အောက်ကွက်လှုပ်တဲ့အခါမှာသူချော်မာတွေတို့အယိုးတို့လေထိခိုက်ဒဏ်ရာတို့ကလူနာတွေကအရမ်းများတော့ဖျားနာလူနာတွေထားစရာအခက်အခဲဖြစ်တော့အမဒီဘက်ကန်တော်နယ်ဒီမှာအဓိကဖျားနာလူနာတွေလာထားတာပေါ့ medical cases တွေပေါ့နော် medical case တွေကလည်းunder outbreak မှာတော်တော်လေးလူနာတွေကဖောက်ကြတာပေါ့နော်ဖောက်ကြတော့အကုန်လုံးကအမဒီဘက်ကိုလာရတယ်အဲ့တော့ emergency center ကမြို့ထဲမှာတစ်ခုရှိတယ်ဒီမှာတစ်ခုရှိတယ်လူနာတွေဟိုနဲ့ဒီနဲ့ပို့ရတယ်မြို့ထဲမှာကြာ medical လူနာတွေတင်စရာ inpatient တင်စရာနေရာမရှိဘူးမရှိတော့အမားတို့ကဟိုဘက်မှာ emergency လက်ခံပြီးအဲ့လူတွေကိုအမားတို့က ambulance နဲ့ဒီဘက်ကိုပို့ရတယ်ပေါ့နော် ambulance ကစိတ်ယုံကြီးမှာရှိတော်ညာလဲသူကdead body တွေပို့ရတာလည်းရှိတယ် trauma case တွေလုပ်ရတာလည်းရှိတယ်ဆိုတော့ medical case တွေလုပ်ဖို့အတွက်အမအကြံလေးလည်းလိုချင်တာပေါ့နော်ပြီးဒီ medical ကနေပြီးတော့ဒီမှာဆိုဓာတ်ခွဲခန်းတွေဓာတ်မှန်တွေမရိုက်နိုင်တော့ CT ရိုက်မယ်တို့တွေးပို့မယ်ဆိုရင်အဲ့ကားနဲ့တခါမြို့ထဲ center ကိုတခါပို့ပြန်ရောပေါ့နော်မြို့ထဲနဲ့ဒီနေ့ကပုံမှန်သွားရင်ကိုနိုင်ဝဲလောက်ကြာတယ် traffic နဲ့ဆိုတနာရီလောက်ကြာတယ်ပေါ့ဒီနေ့တစ်ခေါက်နဲ့လည်းမရအောင်ခဏ
နော် ဟုတ်ကဲ့ဗျာ ဆေးရောပါရတော့ဆေးတော့တိုက်ကြီးတာ အဲ့လိုကြက်တော့ကြက်တော့ ဒီလိုတေသွားတာကျွန်တော်ဇလုံးသားနဲ့မှာဘလောက်ခံစားရနော်အရှင်လက်တက်ကြည့်ကြည့်လို့ပြီးတော့ထိကြပါအမေတွေတေသွားတယ်ဒီကောင်မောင်ကတေသွားတယ်သူတို့ပဲကြကျွန်တော်ဒီ channel တွေကျွန်တော်တော့တွေ့တာကြီးသူတို့မှာဘလောက်ခံစားနေရလဲသူတို့ဟာလားဘုန်းကြီးကျောင်းသားခဏလေးနေပြီးတော့နော်ဒီတိုက်ကိုသူကြည့်တယ်သူဒီတက်မှာနော်ဆိုတော့သူဒီဖုန်းလေးတွေကျွန်တော်လည်းဒီဗီလေးလုံနေတဲ့ပတ်သက်တော့ဒီအခုလိုတွေးဆွေးနေတာပြီးတော့ဒီတာကြည့်တဲ့ကလူ့ဘဝဒီကသူကောင်းတဲ့အချိန်လေးမှာနော်ကျွန်တော်လူ့ဘဝဖြစ်တဲ့ခါမှာငါကောင်းတာကိုဘယ်လိုကြိုးစားပြီးတော့ငါလုပ်ထားရမယ်